တညလေအချိန်လာမင်းကြီးကမှောင်နေတဲ့တိုက်ခန်းတစ်ခုရဲ့သတင်းပေါက်ကနေငေးနေတုန်းအတန်တွေထက်ကြားလိုက်ရတယ်မိုးမခလေး23ကဖုန်းကိုလက်တုံနဲ့ကင်ပြီးမီးဖွင့်လိုက်တယ်ဒီတပတ်က3ရက်ဆက်တိုက်ည2နာရီကျော်တိုင်းမီးဖိုခန်းကနေဖန်ခွက်တွေတစ်ချက်ကြွေတန်းရေခဲတစ်တာဖွင့်တန်တွေကြားရတယ်ဒါပေမဲ့သူမတယောက်တည်းနေတဲ့တိုက်ခန်းမှာကြောက်စရာမလိုပါဘူးကြောက်စရာမလိုဘူးလေမှုတ်ဆက်ရဲ့အတန်ကိုအားပြုပြီးသူမကမီးဖိုခန်းကိုလှမ်းကြည့်လိုက်တယ်ရုတ်တရက်ဖန်ခွက်ကြီးတစ်လုံးကျန်းပြင်ပေါ်ကိုကျိုးကျဲကျသွားတယ်မိုးမခလေးရဲ့နှလုံးခုန်တန်ကနားထင်မှာတဒိန်းမြည်နေတယ်ဒါပေမဲ့အဲ့အတန်နောက်ကိုလိုက်မဲ့အစားသူမရဲ့ကြောင်မဲကြီးဘောလုံးကခြေထောက်နားမှာပုတ်တက်ပြီးဟိန်းဟောက်တန်လေးနဲ့ပါးစပ်ဖွင့်လိုက်တာငါ့ကိုယုံပါမင်းအိမ်မှာတစုံတစ်ခုရှိနေတယ်မိုးမခလေးမျက်လုံးပြူးသွားတယ်သူ့ကြောင့်ကစကားပြောနိုင်တယ်ဆိုတာဘယ်တော့မှသတိမထားမိခဲ့ဘူးဘာကိုဆိုလိုတာလဲ New line ဘောလုံးကသူ့မီးကိုလှုပ်ပြလိုက်ရင်မီးဖိုခန်းဘက်ကိုညွှန်ပြတယ်ဟိုမှာမင်းမြင်ဘူးတဲ့လူတွေမဟုတ်ဘူးသူတို့မင်းရဲ့အပူချိန်ကိုစုပ်ယူဖို့လာတာအဲ့အချိန်မှာပဲရေခဲတစ်တာရဲ့ဖုံးကသူ့အလိုဖွင့်ကြလာပြီးအတွင်းကမီးခိုးမဲတွေထဲကနေလက်တန်ရှည်အနက်ရောင်ရိပ်တစ်ခုထွက်လာတယ်မိုးမခလေးကအော်ဖို့လှုပ်တုံးဘောလုံးကသူ့ရှေ့ကိုခုန်တက်လိုက်ပြီးမျက်စိကနေအစိမ်းရောင်အလင်းနှန်းတွေထုတ်လွှတ်လိုက်တယ်အရေးကညီးတံတွေနဲ့အတူပြိုကွဲသွားတယ်မီးဖိုခန်းထဲကပရိဘောဂတွေအားလုံးပြန်ငြိမ်သွားတယ်ငါကမင်းရဲ့အိမ်ဆောက်နှက်ကွန်းလေးမင်းကိုကလေးဘဝကလေးကစောင့်ကြည့်နေတာဘောလုံးကသူ့ဦးခေါင်းကိုပုတ်ပေးရင်းပြုံးပြလိုက်တယ်ကျေးဇူးတင်ပါတယ်လို့မပြောနဲ့ဦးငါ့ကိုတူနာစားချိန်နောက်ဆုံးဘူးလေးပိုကျွေးပါမိုးမခလေးကြောင်ကိုဖက်ရင်းဟင့်အင်းမင်းကနတ်ကွန်းတင်ပြီးငါဆန်အိုးကိုလာခိုးစားတာလားနရွက်လှုပ်ရင်အဲ့ဒါကြောင့်မင်းကိုကာကွယ်ဖို့လိုတာပေါ့ဒါပေမဲ့မင်းရဲ့ထမင်းဘူးလေးနောက်ဆုံးတစွန်းကျွေးရင်ပြန်အားပြည့်မှာမိုးမခလေးငိုခြင်းတလိုရဲခြင်းတလိုဖြစ်ပြီးအခုချိန်စားစရာစိတ်ကပါနှက်ကွန်းဖြစ်နေပြီလားလို့អော်လိုက်မိတယ်အိမ်ဆောင်ကြောင်နှက်ကွန်းရဲ့လျှို့ဝှက်ချက်ကသူတို့ရဲ့ကြောက်စရာအကောင်းဆုံးလက်နက်ကဗိုက်စာမှုပဲလေကျေးဇူးပြု၍ like နဲ့ follow ပေးသွားကြပါနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်